စိတ်လျှောက်ရှားစရာအိမ်ကြီးဗျာသိလားဒီအိမ်ကတော်တော်လှတယ်စောက်ထားတာသိလားအိမ်ကတော်တော်လှတယ်ဒါပေမဲ့ဒီအိမ်မှာကရာဇဝင်နေရှိခဲ့တယ်လို့ကြားဘူးလေရာဇဝင်နေရှိခဲ့တယ်ဆိုတာတော့အရင်တော့တိကျမသိပါဘူးကျွန်တော်ဒီအိမ်ကိုတက်ပြမယ်ဒါတော့အိမ်ကဝင်ချင်းဒီလိုပေါ့အိမ်ကတော့ရှယ်ကြီးပြစောက်ထားတာပြီးရင်ဒီမှာအခန်းတစ်ခန်းရှိတယ်ဒါအခန်းတစ်ခန်းတော့မကတော့ခန်းနှစ်ခန်းဖြစ်မယ်ပြီးရင်ဟိုနောက်မှာရှိသေးတယ်ဒီကောင်ကတော့ master room ပုံစံမျိုးလုပ်တာသူကအထဲထဲမှာ toilet တွေပါရှိဟိုဘက်မှာအိမ်ထားတယ်ဒီဘက်မှာအိမ်ထားရှိကျွန်တော်ဒီအိမ်ထဲကိုရောက်လာပြီဆိုအိမ်အောက်မှာကျွန်တော်ထိုင်းနေလို့ရှင်တယောက်ယောက်ကကိုယ်ကြည့်နေတယ်လို့ခံစားနေအိမ်ကတော့ရှေးဟောင်းအိမ်ပုံစံမျိုးကြီးအိမ်ရဲ့ရှေးဟောင်းအရင်ကဒီမှာစိုက်ခင်းမှာနေတဲ့ဘောရဲ့တချေးရဲ့ဘောနော်အလုပ်သမားတွေနေရတဲ့ဒီညလေးမှာဘောနော်နေတဲ့ခါကျတော့3ယောက်နေတာညဘက်ဆိုအောက်မှာတပြက်စီးတွေထလဲနေလို့ခဏခဏပဲအဲ့ကိုမအေးရဘူးငုတ်တို့ထိုင်တာနဲ့တပြက်စီးလဲတာနဲ့အိမ်နာတိုက်နေဘေးမှာငုတ်တို့လာထိုင်တာတွေပါအဲ့နဲ့သူတို့မနေတော့ဘူးတဲ့ဟိုနောက်မှာလည်း toilet ရှိတယ် toilet ကရိုးရိုး toilet တွေရောဒီယောက်ျားလေး stand ပုံစံမျိုးအပေါ်တွေသွားတဲ့ဟာတွေရောအဲ့နဲ့သူတို့မနေရတော့လို့ဆိုပြီးတော့နောက်ထပ်အကိုကြီးတယောက်ဒီမှာနေတာအဲ့ကိုကြီးကတော့သူကအရက်တွေပါတောက်တယ်လို့ပြောတယ်အရက်တွေပါတောက်တဲ့ခါကျတော့သူကတော့ဘာမှမသိဘူးလေဟိုအရက်တွေတောက်တယ်ဆိုတာသူကခုနကပြောလို့မူးပြီးတော့ပဲအိတ်နေလို့မသိရလားမသိဒါပေမဲ့ကျွန်တော်ဒီနေရာရောက်လို့ရှိရင်တယောက်ယောက်ကကိုကြည့်နေတယ်လို့ခံစားရတယ်ဗျာတင်းအိမ်ကတော့တော်တော်မိုက်တာနော်အိမ်ကတော့ဒီခေတ်မှာဒီလိုအိမ်မျိုးစောက်နိုင်ဖို့မလွယ်တော့ဒါတစ်ပင်နေကြီးစောက်ထားတာကွာဒီနေရာလေးကိုသဘောကျတယ်အရင်ကဒီနားလေးမှာလာနေကောင်းမလားဆိုပြီးစဉ်းစားတာကိုတွေလည်းနေဖို့တတောင်စဉ်းစားကြဖြစ်အော်တကားကြီးတွေဆိုလဲကြာဒီမှာအထူကြီးတွေဂျက်တောင်မှာဟိုရှေးခေတ်ကအဲ့လိုဂျက်ပုံစံမျိုးတွေတွေ့လားသူ့ရဲ့တကားချက်ကလည်းကျုံဒီမှာတော့နှောက်လို့မရဒီလိုပုံစံမျိုးနဲ့အရင်ကဒါဆီယာမတွေနေတာလို့လည်းပြောတယ်ကြားအဲ့ရနေပြီးတော့သူတို့ဒီမှာဘာတွေဖြစ်ကြလဲတော့မသိပါဘူးအန်ဒီနဲ့အန်ဒီတယောက်လာပြောပြလို့ဒီလိုတကားချက်တွေပါကျွန်တော်တွေးတော့မတွေးဘူးအခုမှတွေးဘူးတွေ့တယ်ဟိုနေ့ကဒီနားမှာတဲလေးတစ်လုံးဆောက်လို့ကျင်းတူတာဘာကြီးတွေ့လဲဆိုတော့မိတ်ကပ်ဘူးတွေရောခြေသေးဆိုးတဲ့လက်သေးဆိုးတဲ့ဒီခြေသေးဆိုးလက်သေးဆိုးတဲ့ဘူးတွေပေါ့မိန်းကလေးတွေအသုံးဆောင်ပစ္စည်းတွေအများကြီးပဲတွေ့ကိုကျောင်းကြီးကစက်မတူတော့နဲ့ကိုမင်းနဲ့ဆိုကျွန်တော်လည်းစက်မတူဒီအိမ်ကြီးကိုတကယ်တော်တော်အေးတယ်ဗျာနေရတာဒီမှာတော်တော်လဲမိုက်တယ်ဟိုဒီနေရာဆိုလုံးဝဖြူရဲဗျာသိရမလားဟိုးဘာမှနောက်မှာတောင်ကုန်းတောင်တန်းနေရှိတယ်ဗျာဒီမှာဆိုကွင်းပြင်ကျတော့လေရတဲ့တဝီးဝီးပဲမျက်နှာချက်ကလည်းလုံးဝအရှယ်ပဲအေးနာတယ်ဒါပေမဲ့နည်းနည်းတော့ညဘက်တော့ဟိုမဖြစ်ဘူးညတရက်လောက်တော့လာကြည့်အောင်မှဖြစ်မယ်ဒီထဲကိုလေဒီအိမ်ထဲကိုညဘက်လာကြည့်ရမှာဘာတွေတွေ့နိုင်လဲပေါ့နော်အခုလောလောဆယ်အိမ်ကတော့ရှယ်ကြီးပဲဘယ်သူမှမနေဘူးဘယ်သူနေချင်လဲနေချင်တဲ့လူရှိရင်တော့လာနေလို့ရတယ်နော်ဒီထဲမှာရှင်းအောင်တွေပါထောင်နေဟွာတွေပါရှိသူတို့ဘာတွေဖြစ်ခဲ့လဲတော့ကိုလည်းတီးကြတော့ဘာမှမသိဘူးတေးကြတာတော့ဒီလောက်အိမ်ကြီးမှာလူဘာလို့မနေတာလဲဆိုတော့တော်တော်စဉ်းစားစရာဗျာတိလားတော်တော်လေးကိုစဉ်းစားစရာအိမ်